တမိုင်းထဲကအမောင်ဆုံးနေတဲ့နေ့ပထမဆုံးမိကုန်းအနေနဲ့ဂျူးလူမျိုး6တန်းတကယ်ပဲအသက်ခံခဲ့ရတာလားဒုတိယမိကုန်းကတော့တရားခံကဘာတူလဲတတိယမိကုန်းအနေနဲ့ကဘာကြီးကဘာမှမလုပ်ဘူးလားကယ်တင်ရှင်ဖျားတွေကရောပယ်ရောက်နေတာလဲဒီမိကုန်းတွေကတော့လူသားဆန်တဲ့သူတိုင်းတမိုင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတိုင်းသိချင်ကြောင်းပဲမိကုန်းတွေပဲဖြစ်လိမ့်မယ်လို့ထင်တယ်ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါအဲ့ဒီမိကုန်းတွေရဲ့အဖြေအားလုံးရပါလိမ့်မယ်1942ခုနှစ်ဂျာမနီကမြို့လေးတစ်မြို့မနက်ခင်းလေးကတာယာနေတယ်မိဖို့ချောင်းထဲမှာကော်ဖီနဲ့တင်းနေတယ်ပါမုတ်กินထားတယ်ဒါပေမဲ့တစ်ဖက်အိမ်ကမိသားစုကတော့မနှက်စာမစားသွားရဘူးသူတို့အိမ်တကာပွင့်နေတယ်အိမ်ထဲမှာလည်းလူမရှိတော့ဘူးလမ်းပေါ်မှာတော့အော်ဟစ်တန်တွေနဲ့ကောင်းဟောင်းတန်တွေပဲကြံနေအိမ်ကြီးချင်းတွေကပရင်းပေါက်ကနေပြီးတော့ချောင်းကြည့်ကြတယ်သူတို့ဘာမှမလုပ်ကြဘူးသူတို့မသိတာမဟုတ်ဘူးသူတို့သိတယ်ဒါပေမဲ့သူတို့မသိချင်အောင်ဆောင်ဖို့ရွေးချယ်လိုက်ကြတယ်ဘာကြောင့်လဲလူတယောက်ကသူ့အိမ်ကြီးချင်းအဖမ်းခံရတာကိုကြည့်ပြီးဘလို့စိတ်မျိုးနဲ့ကော်ဖီကိုအေးအေးဆေးဆေးဆက်တောက်လို့ရတာလဲတမိုင်းစာအုပ်တွေကတော့ဒါကလူတယောက်ရဲ့ယူသွမှုကြောင့်လို့ရိုးရိုးလေးရေးကြတယ်ဒါပေမဲ့လူပေါင်း6တန်းအဲ့ဒီအရေးအတွက်ကိုခဏလောက်မျက်လုံးမိတ်ပြီးစဉ်းစားကြည့်လူရောက်1000စီကိုအုပ်စုဖွဲ့လိုက်ရင်တော့အဖွဲ့ပေါင်း6000အထိရှိတယ်သူတို့တွေရဲ့တယောက်ချင်းစီမှာလေနာမည်တွေရှိတယ်အိမ်မက်တွေရှိတယ်ချေရတဲ့သူတွေရှိတယ်ဘဝတွေရှိတယ်အဲ့ဒီလူ6တန်းကိုပြောင်းမုံတွေဖြစ်ပြောင်းလဲဖြစ်ဖို့ဆိုတော့လူတယောက်တည်းရဲ့ဒေါ်လာနဲ့မလုံလောက်ဘူးဟစ်တလာတယောက်တည်းကြောင့်မဟုတ်ဘူးသူတယောက်တည်းနဲ့လေမလုံနိုင်ဘူးအဲ့ဒီနောက်ကွယ်မှာကျွန်တော်တို့သတိမထားမိတဲ့စနစ်တစ်ခုရှိတယ်အဲ့ဒီစနစ်ကတာမန်လူတွေကိုလူသက်သမားတွေဖြစ်ဘလို့ပြောင်းလဲပြစ်လိုက်တာလဲအစိတ်ဆိုတော့အစာထဲမှာလည်းရှိတာမဟုတ်ဘူးကျွန်တော်တို့လက်ခံထားတဲ့အမှန်တရားတွေထဲမှာပါပုံနေတက်လို့ပဲဒီနေ့ကျွန်တော်တို့ကတမိုင်းအကြောင်းကိုပြောမှာမဟုတ်ဘူးလူစိတ်ရဲ့အမောင်ဆုံးအလွှာအကြောင်းပြောမှာအတိတ်ရဲ့ရက်စက်မှုတွေကိုပဲပြန်ပြောမှာမဟုတ်ဘူးအဲ့ဒီရက်စက်မှုတွေဖြစ်လာအောင်ဖန်တီးခဲ့တဲ့မမြင်ရတဲ့လက်တံတွေအကြောင်းကိုပြောမှာမိကုန်းကဒါပဲ6တန်းသောလူသားတွေကိုတတ်ခဲ့တာကကြည်စံတွေလောက်ဘယ်ကနေစလာလဲဘာကြောင့်လဲဘသူတွေဥဆောင်လုပ်လိုက်တာလဲဘလောက်ထိတောင်ရက်ဆက်ကြတာလဲမိကုန်းတွေအများကြီးမှအများကြီးပဲ6တန်းဆိုတဲ့လူသားတယောက်ချင်းစီရဲ့နှလုံးခုန်တန်းတွေရုတ်တရက်ရက်တန့်သွားဖို့ဘလောက်ထိယူသွဖို့လိုမလဲဒါကစနစ်တကျတိစောက်ထားတဲ့စက်ယုံကြီးတစ်ခုရဲ့ရလဒ်ကျွန်တော်တို့ကတမိုင်းကိုကြည့်တဲ့အခါမှာရက်ဆက်လိုက်တာလို့ပြောတတ်ကြတယ်ဒါပေမဲ့ရက်ဆက်မှုဆိုတဲ့စကားလုံးကအမှန်တရားကိုဖုံးကွယ်ထားတယ်တကယ်တော့အလုပ်တစ်ခုပဲမနက်ခင်းမှနိုးလာတယ်မိန်းမချက်ကျွေးတာစားတယ်ကော်ဖီတောက်တယ်ကြောင်းသွားတော့မဲ့သားငယ်လေးကိုမွေမွေပေးပြီးတော့မှအလုပ်ကိုရောက်လာတယ်ပြီးတော့လက်မှတ်ထိုးတယ်တာမန်လက်မှတ်မဟုတ်ဘူးလူတွေကိုတတ်လိုက်တော့ဆိုတဲ့လက်မှတ်ညနေမှအိမ်ပြန်ပြီးသားသမီးတွေကိုနမ်းတယ်ဂျားထဲမှာတော့လူထောင်ပေါင်းများစွာကိုပြဖြစ်အောင်လုပ်ခဲ့တယ်လူတယောက်ကိုနာမည်ဖြတ်ပြလိုက်တာကတက်ဖြတ်ခြင်းရဲ့ပထမဆုံးအဆင့်ဂျူးလို့ခေါ်လိုက်တာကတင်းရဲ့လူသားဖြစ်တည်မှုကိုဖျောက်လိုက်တာအဲ့ဒီနောက်မှာတော့တင်းကအဖေတယောက်မဟုတ်တော့ဘူးသားတယောက်မဟုတ်တော့ဘူးလူသားတယောက်မဟုတ်တော့ဘူးတင်းကပြဿနာတစ်ခုဖြစ်သွားပြီပြဿနာကိုရှင်းလင်းတာကမကောင်းမှုမဟုတ်ဘူးလို့သူတို့ကယုံကြည်အောင်လုပ်တယ်စနစ်ကသူတို့ကိုအဲ့လိုတင်ပေးထားတာမတွေးနဲ့အမိန်တိုင်းလုပ်နောက်ထပ်ဥပဒေတခုထပ်ထွက်လာပြန်တယ်သူတို့ရဲ့အကြက်တေးဟာတိုင်းပြည်ရဲ့ပြဿနာအဲ့ဒီအချိန်မှာလူမျိုးရေးဆိုတဲ့ခြင်းကိုစပြီးတင်းကလူတယောက်ကိုလူလို့မမြင်တော့ပဲကိန်းကနန်းတစ်ခုဒါမှမဟုတ်ယောဂပိုးတစ်ခုလို့မြင်လာအောင်သူတို့ကဖန်တီးတယ်ရထားတွေကအချိန်မှန်ဆိုက်ရောက်ကြတယ်အဆောင်တွေကလည်းပေါ့ပေါ့ပပပဲစကားပြောနေကြတယ်စီဂရက်တောက်သူကတော့စာအုပ်အကြောင်းပြောတဲ့သူကပြောသူတို့ရဲ့အနောက်မှာတော့လူတွေကအသက်ရှူကျပ်ပြီးတည်နေကြတယ်ဘာကြောင့်အဆောင်တွေကစိတ်မကောင်းမဖြစ်တာလဲဘာလို့လဲဆိုတော့သူတို့ကအလုပ်လုပ်နေတာအမိန်ကိုကြောက်တယ်ပိုင်ဆိုင်ထားတဲ့လူနေမှုအဆင့်အတန်းတွေစီးစိမ်တွေကိုဆုံးရှုံးရမှာကြောက်တယ်လူမျိုးရေးဆိုတဲ့ဂျင်းကိုတိုက်ကြွေးလိုက်တဲ့အခါမှာတော့လူတွေကရက်ဆက်ဖို့ဝယ်မလေးတော့ဘူးဂျင်းဆိုတာကအပေါ်ယံစကလုံးအတွင်းထဲမှာရှိတာက
ငါတို့ကသူတို့ထက်ပိုမြင့်မြတ်တယ်ဆိုတဲ့အတ္တအဲ့ဒီအတ္တကလူသားတစ်ယောက်ကိုတရိစ္ဆာန်ထက်ပိုပြီးရက်ဆက်အောင်လုပ်နိုင်တယ်စခန်းထဲမှာစုတောင်းနံတွေရှိတယ်ဒါပေမဲ့ဘေဖျားကမှဆင်းမလာဘူးကောင်းကင်ကနတ်ကောင်းနတ်မြတ်တွေကလည်းတိတ်ဆိတ်နေတယ်ဘာကြောင့်လဲလူပေါင်းများစွာကနာကျင်လုံးလို့ကူပါကေပါအသေးအတန်စုတောင်းနေတာတော့မှဟုတ်ပါတယ်ခမားယုံကြည်တဲ့မေတ္တာရှင်တွေကဒီငရဲခန်းထဲမှာဘယ်ရောက်နေတာလဲအမှန်တရားကတော့ခါသိတယ်စနစ်တစ်ခုတည်းရောက်သွားတဲ့အခါမှာလူသားတွေဟာဖျားထက်ပိုပြီးတကူကြီးထွားတတ်တယ်။ဘာကြောင့်လဲဆိုတော့စနစ်ကခမားရဲ့ရှင်တန်ခွင့်ကိုလက်ဝဲကြီးအုပ်ထားလို့ပဲ။စနစ်ကခမားကိုနာခံမှုရဲ့အရာသာကိုတင်ပေးတယ်။အမိန့်ကိုနာခံခြင်းကခမားကိုလုံခြုံစေတယ်လို့ခမားထင်လိမ့်မယ်။ဒါပေမဲ့ခမားနာခံနေတဲ့အမိန့်ကတစ်ဖက်မှာလူတစ်ယောက်ရဲ့အသက်ကိုနှုတ်ယူနေတာဆိုရင်ရောငါကအမေရလောက်တာပါဆိုတဲ့စင်ကြီးကတာဝန်ယူမှုတာဝန်ခံမှုကိုဖျက်ဆီးပစ်တဲ့နီလန်းပဲခမရကစီရင်မဲလုပ်တယ်သူကယထာပဲမောင်းတယ်နောက်တစ်ယောက်ကခလုတ်နှိပ်တယ်ဘသူမှလူသက်သမားဆိုတဲ့ခံစားချက်မရှိတော့ဘူးဒါကစနစ်တကျတပ်ဖြတ်ခြင်းရဲ့အနှစ်သာရပဲစဉ်းစားကြည့်ပါလူတွေကိုယထာတွဲနေတဲ့ထဲတဲ့အခါမှာဘာလို့ငြိမ်ငြိမ်လေးလိုက်သွားတာလဲဘာကြောင့်လဲဆိုတော့စနစ်ကသူတို့ကိုforce hold လို့ခေါ်တဲ့မျောလင်းချက်အတုပေးထားတာနေရာအသစ်မှာအခြေချရမယ်ရေချိုးရမယ်အလုပ်လုပ်ရမယ်ခမရဲ့အုံနောက်ကစိုးရွားတဲ့အမှန်တရားဆိုတာထက်ချိုးသားတဲ့အလေညာကိုပို့ပြီးယုံကြည်ခြင်းတာဂျူးချော့တန်းကိုတတ်ဖို့အတွက်သူတို့ကစက်ယုံတွေစောက်ခဲ့တယ်တိမ်မင်းသမန်စက်မှုဆောင်တွေလူတွေကိုကုန်ချမ်းတွေလို့တဘောထားပြီးပြာဖြစ်ပြောင်းလဲခဲ့ကြတယ်ဒါလူသားတွေလောက်တာမဟုတ်နိုင်ဘူးလို့တွေးမိနေတယ်ဆိုရင်တော့လက်ခံလိုက်ပါဒါကလူသားတွေရဲ့အစွမ်းစားပဲစနစ်တစ်ခုရဲ့လမ်းညွှန်မှုအောက်မှာလူသားတွေကမယုံနိုင်တော့အောင်ရက်စက်နိုင်ကြတယ်ခမောင်းမြင်နေရတဲ့နိုင်ငံပေါ်ကလက်သေးရာတွေအစိမ့်ငွေကန်းထဲမှာနောက်ဆုံးထွက်သက်ကိုရှူရှိုက်ရင်နိုင်ငံကိုကုတ်ချစ်ခဲ့တဲ့လက်သေးရာတွေအဲ့ဒီလက်သေးရာတွေကဖျားကိုတိုင်တယ်နေတာမဟုတ်ဘူးအဲ့ဒါကငါတို့ဒီမှာရှိခဲ့တယ်ဆိုတဲ့အော်ဟစ်တန်တွေဒါပေမဲ့အပြင်ဘက်မှာတော့ငှက်လေးတွေကတချင်းစုံနေတယ်နေမင်းကြီးကတာယာနေတယ်စနစ်ကကဘာကြီးကိုပုံမှန်အတိုင်းလေပတ်စေတယ်အမောင်ထုကိုခမောင်းမမြင်ရအောင်အလင်းရောင်အသူတွေနဲ့ဖုံးအုပ်ထားတယ်ခလုံးနေတဲ့သူကသွေးကိုမမြင်ရဘူးအလောင်းတည်တဲ့သူကနာမည်ကိုမသိရဘူးတုတ်တန်ကိုစီမံတဲ့သူကငိုတန်ကိုမကြားရဘူးဒါကစွမ်းဆောင်ရည်ပဲစနစ်တစ်ခုကလူသားတွေကိုစက်ရုပ်တွေဖြစ်ပြောင်းလဲပစ်လိုက်တာအဆိုးရွားဆုံးမကောင်းမှုဆိုတာရုပ်ဆူဆူတရေတစီတွေစီကလာတာမဟုတ်ဘူးမကောင်းမှုတွေရက်စက်မှုတွေကိုပုံမှန်ပဲလို့လက်ခံထားတဲ့တာမန်လူတွေစီကလာတာသူတို့ကဂျူးလူမျိုးတွေကိုလူလို့မမြင်တော့ပဲအမိုက်တွေလို့မြင်လိုက်တာကိန်းကနန်းတွေလို့မြင်လိုက်တာရှင်းရမဲ့တာဝန်လို့မြင်လိုက်တာဒါဟာစနစ်တစ်ခုရဲ့အောင်မြင်မှုပဲလူတယောက်ရဲ့ကိုချင်းစာတရားကိုအကျော်တည်တော့အောင်လုပ်နိုင်လိုက်တာအခုဆိုရင်ကျွန်တော်တို့ကဒီရက်စက်မှုရဲ့ဗဟိုချက်ကိုရောက်လာပြီဒါကဂျူးလူမျိုးတွေအကြောင်းနဲ့မဟုတ်တော့ဘူးလူသားတွေရဲ့စိတ်နေစိတ်ထားကိုကြိုးကင်မှုအကြောင်းလူ6တန်းကိုတတ်ခဲ့တာကဟစ်တလာတယောက်တည်းမဟုတ်ဘူးအဲ့ဒီလူတပ်ပွဲကြီးကိုအောင်မြင်အောင်ဝိုင်းဝန်းကူညီပေးခဲ့တဲ့စနစ်တစ်ခုဖြစ်တယ်အဲ့ဒီစနစ်ကတာမန်လူတွေကိုလူမျိုးရေးဆိုတဲ့ဂျင်းကိုတိုက်ကြွေးလိုက်တယ်ငါတို့လူမျိုးကပုံမြတ်တယ်သူတို့ကရန်သူဆိုတဲ့အတွေ့ကအားကောင်းတဲ့အစိတ်တစ်ခုဖြစ်သွားတယ်တမိုင်းကပြီးဆုံးသွားပြီလို့တင်ထန်တာ6တန်းသောဝိညာဉ်တွေကပြဖြစ်သွားပြီဒါပေမဲ့အဲ့ဒီပြတွေကိုဖန်တီးခဲ့တဲ့စနစ်ကတော့အခုထိရှိနေတော့မယ်ကျွန်တော်တို့ကတခါတလေမှာကိုယ့်ရဲ့လုံခြုံမှုအတွက်အမှန်တရားကိုမျက်ကွယ်ပြုတတ်ကြတယ်အဖြစ်အပျက်တွေထပ်ဖြစ်လာခဲ့ရင်ဘယ်ဖျားမှကယ်မှာမဟုတ်ဘူးမကောင်းတဲ့စနစ်တွေမရှိတော့မှတော့ဘာသာရေးခြင်းလူမျိုးရေးခြင်းတွေမရှိတော့မှတော့ဒီလိုဖြစ်ရဆိုတွေကနေရှောင်နိုင်မှာဖြစ်တယ်အဲ့ဒီခြင်းတွေကအစိတ်ပဲအဲ့ဒီအစိတ်ကဘာလို့တလဲဆိုတော့စဉ်းစားဆင်ခြင်ဉာဏ်ကိုပိတ်လိုက်တယ်အမားအမှန်ကိုမခွဲခြားတော့ဘူးအမိန့်ကိုပဲကြည့်တယ်တစ်ဖက်လူရဲ့နာကျင်မှုကိုမမြင်တော့ဘူးကိုယ့်ရဲ့လုံခြုံမှုကိုပဲကြည့်တယ်အတိတ်ကအမားတွေကိုပြန်ကြည့်ပြီးတော့ငါသာဆိုရင်ဒီလိုမလုပ်ဘူးလို့ပြောကြတယ်ဒါပေမဲ့တကယ်ကောဟုတ်ပါမလားအခုတင်းရဲ့ဖုန်းထဲမှာတင်းရဲ့ပတ်ဝန်းကျင်မှာတင်းမြင်နေရတဲ့အရာတွေထဲမှာဘလို့ဂျင်းတွေကိုကြုံနေရတယ်
ဘသူတွေကိုရန်သူလို့သတ်မှတ်ဖို့တင့်ကိုပုံဖော်နေတာလဲစနစ်တစ်ခုကလူသတ်ဖို့အတွက်ဓာမလို့ဘူးလက်နက်မလို့ဘူးရန်သူတယောက်ကိုဖန်တီးပေးလိုက်ရုံပဲကျန်တဲ့ကိစ္စတွေကိုအမုန်းတရားနဲ့ကြောက်ရွံ့မှုကဆက်ပြီးလှုပ်သွားလိမ့်မယ်ဆိုရတဲ့စနစ်တစ်ခုကရန်သူကိုပြမယ်ပြီးရင်အမုန်းတရားကျွေးမယ်လူ6တန်းကိုတတ်ခဲ့တာကသူတယောက်တည်းမဟုတ်ဘူးအဲ့ဒါဟာမေးခွန်းမထုတ်ပဲနာခံခဲ့တဲ့ကျွန်တော်တို့လိုလူသားတွေပဲတပိုင်းကသင်ခန်းစာပေးခဲ့ပြီဒါပေမဲ့ကျွန်တော်တို့တွေသင်ခန်းစာယူရတာထပ်ပြောပါမယ်လူမျိုးရေးဆိုတဲ့ဂျင်းကိုတိုက်ကြွေးလိုက်တဲ့အခါမှာလူတွေကရက်ဆက်ဖို့ဝယ်မလေးတော့သူတို့ကြောင့်ငါတို့ဆင်းရဲတော့သူတို့ကငါတို့သွေးကိုစုပ်နေတာဒီစကလုံးတွေကကြည်စံထပ်ပို့ပြီးကြောက်ဖို့ကောင်းတယ်ကြည်စံကတယောက်ပဲတည်တယ်အမုန်းတရားကတော့မျိုးဆက်တစ်ခုလုံးကိုတပ်ပြတ်နိုင်တယ်ဒီနေ့ဗီဒီယိုလေးနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦးအေဂျင့်နဲ့ကဘာကြီးဖြစ်ဖို့အတွက် share ပေးခဲ့ပါကြည့်ရှုခဲ့သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ